ဗရန်ဒါရဲ့လက်ဖွားကရုတ်တရက်ဆိုသလိုမိတွေထထောက်လာပါလေရောဒါနဲ့သူလည်းကြောက်အားလန့်အားနဲ့ရေတန်းကွက်ထဲကရေတဝက်လောက်ကိုလက်ပေါ်ပတ်ချလိုက်တယ်သူ့ဘေးကစင်တီကတော့ကြောက်လန့်လုံးလို့တေလူမျိုးပါပဲနောက်တော့ဗရန်ဒါကဆက်ဖြည်းဖြည်းနဲ့လက်တူတစ်ဖက်ကိုဆွဲထုတ်လိုက်တယ်ဒါကသူ့ရဲ့နောက်ပြောင်မှုတစ်ခုတက်တက်ပါတယ်ဒီတော့စင်တီလည်းမျက်လုံးပြူးပြီးကြောင်ကြည့်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲဗရန်ဒါနှာခေါင်းကသွေးတွေထွက်ကျလာပြန်ရောဒီနောက်သူ့ခမရအသက်ရှူရတွေပါခက်ခဲလာတော့တာပဲဒီတခါတော့စင်တီတယောက်တကယ်လက်နေပြီးတော့စိုးရိမ်တကြီးနဲ့ဘာလို့ရမှမသိဖြစ်နေတော့မှာပဲဒါကလည်းဗရန်ဒါရဲ့နောက်ထပ်နောက်ပြောင်မှုဖြစ်ပြီးတော့နှာခေါင်းသွေးဆိုတာကလည်းခန်းချင်တိဖြော်ကြီးတက်တက်ပါတယ်ဒီလိုမျိုးနောက်ပြောင်နေတော့မှာပဲဗရန်ဒါကရုတ်တရက်ဆက်ဆက်တုံလာပြီးဆိုဖာပေါ်လဲကျသွားခဲ့တယ်ပြီးတော့ပြန်ထပ်လာပြီးပစက်ကအမြုပ်တွေတစီစီထပ်လာပါလေရောဒါကလည်းဗရန်ဒါရဲ့နောက်ထပ်နောက်ပြောင်မှုတစ်ခုဖြစ်နေခဲ့ပြန်တယ်ဒီလိုနဲ့သူတို့နှစ်ယောက်နောက်ပြောင်ကစားပြီးတော့ဗရန်ဒါကပြောင်းဖူးပေါက်သွားယူဖို့အိတ်ခန်းကိုထွက်လာခဲ့တယ်အဲ့ဒီမှာပဲ TV ကရုတ်တရက်အလိုလိုပွင့်သွားတယ်ဒီတော့ဗရန်ဒါလည်းပါဝါခလုတ်ကိုနှိပ်ပြီးပြန်ပိတ်လိုက်တာပေါ့ဒါမဲ့ TV ကပြန်ပွင့်လာပြန်ရောသူလည်းစိတ်မရှိတော့တာနဲ့ပလက်ကိုဆွဲဖြုတ်ပစ်လိုက်တော့လေ TV ကပြန်ပွင့်လာခဲ့ပြီးတော့ TV ဖန်သားပြင်ပေါ်မှာရေတွင်းထဲကနေအမျိုးသမီးတစ်ယောက်တက်လာတဲ့ပုံပေါ်လာပါလေရောဖိုးဆိုးတာက TV ကနေရေတွေပါထွက်ချက်လာခဲ့တာပဲဒီထက်ကြောက်စရာကောင်းတဲ့မြင်ကွင်းကတော့ TV ထဲကအမျိုးသမီးကတကယ်ကို TV ထဲကနေအပြင်ကိုထွက်လာခဲ့တာပဲဗရန်ဒါလည်းကြောက်အားလန့်အားနဲ့လက်ထဲကပေါက်ပေါက်တွေကိုပဆက်ထဲအတင်းထိုးထည့်နေခဲ့မိတယ်ဆင်းချက်လာတဲ့အမျိုးသမီးကပထမဆုံးသူ့ခေါင်းပေါ်ကရေတွေကိုတွန်းချက်ပစ်နေခဲ့တော့ဗရန်ဒါကဒေါသတကြီးနဲ့ဟဲ့ချန်ပီယံတွေညစ်ပတ်အောင်လာလုပ်နေတာလားလို့ပြောပစ်လိုက်တယ်ဒီတော့အမျိုးသမီးလည်းဒေါသထွက်သွားပုံရပြီးဗရန်ဒါစီကိုတလန်းချင်းတိုးလာခဲ့တယ်ဗရန်ဒါလည်းကြောက်လန့်နေကြနဲ့စင်တီကိုအော်ဟစ်အကူအညီတောင်းနေခဲ့ပေမဲ့စင်တီကတော့ဗရန်ဒါငါ့ကိုလာနောက်နေပြန်ပြီလို့ပဲထင်နေခဲ့တယ်ဒီတခါတော့ဗရန်ဒါတယောက်သူ့ပြဿနာကိုသူ့ဘာသာသူပဲဖြေရှင်းရတော့မှာပေါ့လေ